ငါပါချလိုက်မယ်နဲ့ဘာလဲပြောလဲမသိဘူးနားတောက်ရတယ်သမီးကလည်းနှခပဲစားတာသမီးကနှခပဲစားတာဘူးနော်နှခပဲစားတာတော့ဝရတယ်ဘယ်လိုမသိဘူးနဲ့သူများတဲ့ဒုက္ခလေးခါတော့မှတရက်နှခဒုက္ခစားတာနှခပဲဝရတယ်အဲ့လိုမျိုးဘူးနော်မဝစေရလားဘာကြည့်လဲသူများဝနေရတယ်မှာကြည့်ရအဲ့ဒါကလေးယူဝရတယ်ဟာလည်းမဝဘူးနဲ့ဟာလည်းဘယ်လိုကြည့်လဲမသိဘူးနဲ့မစားဘူးဘာမှမစားဘူးလေအဲ့လိုမျိုးပဲအတန်ပဲနေတာကျမဘာမှမစားဘူးနော်အသားဖြူလာမဲ့အသားဖြူတယ်တဘာဝလွတ်ဖြူပါလေဘုနော်ဝါလဲတဘာဝဝါလဲဘုနော်ဘာမှမစားဘူးနော်ဝါစလည်းမစားပိတ်စလည်းအသားဖြူစလည်းမစားကိုတဘာဝပဲကိုနေရတာဘုနော်အဲ့လိုမျိုးဘုနော်ပိတ်စလည်းမစားဘူးနော်သူ့ဘာသာပဲသူလာပဲစီဘုနော်အမေပေးထားနဲ့အလားဆိုတော့လာပဲစီဘုနော်ကဘာမှလည်းမလုပ်ချင်ဘူးနော်ပိတ်စလည်းမစားဝါစလည်းမစားဘာမှလည်းမတောင်းနဲ့ကိုကလည်းတဘာဝပဲအတိကပိတ်ဆန်စီပြီးရောဘနော်ပိတ်စဝယ်စားရလဲပိတ်ဆန်ကုန်မှာပဲဘနော်တစ်ဖာဆို300 400ပိတ်ဆန်ကုန်လေပိတ်ဆန်လည်းပါလေကုန်လေဘနော်အဲ့လိုမျိုးမဲ့နှုတ်ကြီးစေထသေးလာတယ်ဘာမှမလုပ်ဘူးတဘာဝပဲဆိုမှဟာလေမင်းနေတာနှုတ်ကြီးပါတဘာဝပဲဆိုမှနေတာဟာလေဘာမှမတော့ဘူးလို့ဟိုလိုက်တော့ဒီလိုက်တော့နဲ့ကင်ဆာယောဂဖြစ်အောင်မဲ့သိလာနေတို့လေအဲ့တတိထားစေးတယ်ပါလေမတော့နဲ့စေတော့များရင်တော့စေးထင်တာလို့ကောင်းတာလားဟမ်အစာအဲ့လေထိခိုက်တယ်သိလားဘာလဲနှုတ်ကြီးစေးနေတယ်အဲ့လိုမျိုးတော့လေကိုနှုတ်လေထိခိုက်နေတယ်အဲ့လိုမျိုးသိလားအဲ့လိုမျိုးတောက်ကြည့်လေကျမတို့တဘာဝပဲလို့ဘာမှမတော့ဘူးเนาะအဲ့လိုမျိုးစေးတယ်တော့တာလေနင်တို့လည်းဘာထင်လဲစေးတယ်ဟာတအားတော့ဆိုလို့လေကိုကျမရထိခဲနေရတာသိလားအဲ့လိုမျိုးကိုတဘာဝမနေဆိုတော့အစ်စေးပဲဘောနော်ဘာမှပူစီရလည်းမရှိဘူးသိလားဘောလီဖော်ထားဘူးတာနေမှာဟာနဲ့သူများကိုလို့နေကြည့်လိုက်ပေါ့ကိုကလိုတဲ့တေးနဲ့ကိုလိုတဲ့မဟုတ်ဆိုတော့ကြည့်မှာမဟုတ်လားဒီမှာတရားပါလေစောက်ပြောလဲမသိဘူးနဲ့ဟာလေခုနလည်းပြောပြီးနဲ့ဟာသွားငါကောက်ထင်မှအဲ့လိုမျိုးလာမကြီးနဲ့လာမလောလိုက်မယ်စောက်ကြလာမလုံးနဲ့လားဘာလာပြောလည်းမသိဘူးသူများကြည့်နေသူအာမနာလူဒီအလုပ်ဘလော့ပြလဲမင်းတို့တွေလာရမ်းနေသူတွေဘောနော်ငါတကောင်မှမထားတော့သွားလိုက်တော့ကျိုင်းလားကျိုင်းအမြောက်ပေးနေမဲတယ်လို့ကျိုင်းရမင်းနဲ့နော်လာရိုင်းဆိုတော့ငါကလုတ်ကန်ချလိုက်မင်းနဲ့တကောင်မှမထားဘူးလာပြီမဲပါဦးကျန်းတယ်ဖြူတာပဲကိုယ်ကတတ်မဲ့နေတာညပတ်နေတာကောင်းမလေးမဟုတ်ဟိုင်းပါရှိကြည့်ပြီးတော့အသေးပေးအောင်အသေးတွေဝင်ပေးအောင်
အလုပ်ပြီးပြီးအလုပ်ပြန်လာပြီးမနာလောက်သွားမှာပဲအလုပ်သွားမှာပဲပြန်လာပြီးနေဝင်ကြည့်ပြီးလာသူများအဖို့မဲပြောနေတာလေဟာနေမမလူမျိုးမဟုတ်ဘူးတိလားနေမမကြီးပါပါပေါ်မင်းနေတာစစ်တာလူတွေအဲ့လိုမျိုးပဲအကလောလို့ထင်နေတာလားကိုမမရဲ့တက်စေးပါလေပြောဖို့တက်စေးပါလေပြောဆိုတော့ဖြူမှာပေါ့ညီပပလေးဆိုဘလို့ဖြူမှာလဲစားလိုက်မယ်ငါရိုင်းဆိုငါဘလို့မယ်ဒါပဲနော်ငါပြောပြီးနော်ရိုင်းဆိုငါဘလို့မယ်မစားချင်ဘူးတထမပေးလို့ငါစားလိုက်တာကျွေးလို့တခါမှမဝင်စားငါပြောသေးတယ်တခါမှမဝယ်စားဘူးနဲ့အလကားရလို့တထမပေးလို့ဘုနော်အမတကယ်လို့ကျမမယူဘူးနဲ့စားကြီးနဲ့သူပြောတယ်ဘနော်ချို့တယ်အဲ့ကျမယူလာတာမတကယ်ချို့ပါတယ်ဘနော်တကယ်ချို့တယ်လိုင်းလို့လာကြပြီလားဘယ်နဲ့ရှိပြီလဲစစ်နိုင်ကလားစစ်နိုင်တနိုင်နိုင်ရှိနေပြီရောဘာလဲလောက်တာလဲတထဲအိမ်မှာလုံနေတာ